အားလုံးပဲမင်္ဂလာပါရှင် season PS Spam Winmore season ကန်တူးရှင်ရေးချက်ပွဲကနေကြိုဆိုလိုက်ပါတယ်ကျမ brand marketing communication manager တော့စိုးစိုးနယ်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ season B အသုံးပြုသူတွေစောင့်မျှော်နေကြတဲ့ကန်တူးရှင်ရေးချက်ပွဲကိုကျမပဲဦးဆောင်ပြီးဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်ကန်တူးရှင်မရေးချက်ခင်မှာဒီနေ့ကျမတို့ဘယ်လို season လေးနဲ့တောင်းမလဲဆိုတဲ့ agenda နဲ့ပတ်သက်ပြီးတော့ရင်ရှင်းပြချင်ပါတယ်ပထမဆုံးအနေနဲ့ Spam Winmore အစီအစဉ်ရဲ့ဒီ campaign အကြောင်းနဲ့စီမင်းစည်းကမ်းလေးတွေကိုပြန်လည်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒုတိယအဆင့်မှာတော့ midnight ရွေးချယ်မယ် system အကြောင်းကိုကျမတို့အနေနဲ့ရှင်းပြပေးတော့မှာဖြစ်ပြီးတော့တတိယအဆင့်မှာတော့အားလုံးရင်ခုန်နေကြတဲ့ရွှေပြားကန်တူးရှင်3ကိုအရင်ရွေးချယ်ပေးတော့မှာဖြစ်ပြီးတော့နောက်ဆုံးမှာတော့ကျမတို့ရဲ့ grand prize winner ဖြစ်တဲ့iPhone 70 Pro Max ကန်တူးရှင်ကိုစိတ်လှုပ်ရှားပွဲကြီးညာပေးတော့မှာဖြစ်ပါတယ်ရှင်ဟုတ်အစီအစဉ်ရညီမတို့ spam winmo အစီအစဉ်ရဲ့စီမင်းစည်းကမ်းတွေကိုပြင်လင်းမြင်သာမှုရှိအောင်တစ်ချက်လောက်ပြန်လည်ရှင်းပြပေးချင်ပါတယ်ဒီစီစဉ်မှာပါဝင်မှုရဲဆိုလို့ရှိရင်တော့စီစဉ်ပေး level 2 HKYC အသုံးပြုသူဖြစ်ရပါမယ်။ campaign ကာလအတွင်းမှာကျမတို့ဘေးဆောင်တာဖုန်းငွေဖြည့်တာဒါမှမဟုတ်ကျူဝါနဲ့ငွေရှင်းတာ happy box နဲ့ e-ticket ဝယ်ယူတာတွေကိုကျမတို့အနေနဲ့စုစုပေါင်း3000ကျပ်ပြည်တိုင်းမှာကန်ဆန်းခွင့်ပေါ့နော်ကန်တူးခွင့်တစ်ချိန်ရရှိခဲ့မှာပဲဖြစ်ပါရဲ့ရှင်3000ကျပ်ပြည်တိုင်းမှာကန်ဆန်းခွင့်အချိန်ရည်အတွက်တွေကလည်းတိုးနေမှာဖြစ်လို့များသုံးလေးပို့ပြီးကန်တူးနိုင်ခြေရှိနေပဲဖြစ်ပါရဲ့ရှင်လူချင်းမင်းတို့အနေနဲ့လည်းကန်တူးခွင့် chance တွေကိုညီမတို့ရဲ့စီစဉ်ပြီး application ရဲ့ just for you feature ကနေပြီးတော့လေတစ်ဆင့်ကြည့်ရှုနိုင်ပါရဲ့ရှင်ဆက်လက်ပြီးတော့ဒီ winner selection process နဲ့ပတ်သက်ပြီးတော့portal နဲ့ပတ်သက်ပြီးတော့ကျွန်မထပ်ပြီးတော့ရှင်းပြပေးသွားပါမယ်အခုဆိုလို့ရှိရင်ကျွန်မတို့ရဲ့ lucky draw portal ထဲမှာသတ်မှတ်ထားတဲ့ဒီခုနရှင်းပြခဲ့တဲ့စီမင်းစည်းကမ်းချက်တွေနဲ့ကိုက်ညီတဲ့ကျွန်မတို့စီစဉ်ပေးအသုံးပြုသူတွေရဲ့ transaction တွေကိုကျွန်မတို့ဒီဒေတာစစ်ဆေးထားပြီးတော့ lucky draw portal ထဲမှာထည့်ထားပြီးဖြစ်ပါရဲ့ရှင်ဟုတ်ရွေးချယ်မဲ့ပုံစံကတော့ကျွန်မတို့ lucky draw portal မှာလူချင်းမင်းတို့ရဲ့စီစဉ်ပေးအကောင့်ဖွင့်လှစ်ထားတဲ့ဖုန်းနံပါတ်တွေကိုကန်တူးခွင့်အရေးအတွက်လူချင်းမင်းတို့ရရှိထားတဲ့ကန်တူးခွင့်အရေးအတွက်အတိုင်းကိုထည့်သွင်းထားပြီးဖြစ်ပါရဲ့ရှင်လူချင်းမင်းမှာဥပမာကန်တူးခွင့်50ရှိနေရဆိုလို့ရှိရင်ခုလည်းဒီတော့ပေါ်တယ်လူချင်းမင်းရဲ့ chance က50အနေနဲ့ရှိနေမှာဖြစ်ပါရဲ့ကဲအားလုံးအဆင်သင့်မဲ့ဆိုလို့ရှိရင်ကျွန်မပထမဦးဆုံးအနေနဲ့ရွှေပြားစု3စုကိုအရင်ဆုံးမဲနှိုက်ရွေးချယ်ပြီးတော့မှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ရှင်ဆိုတော့ကျမတို့ဒီပထမဦးဆုံးရွှေပြားကန်တူးရှင်ကိုစတင်ပြီးတော့ရွေးချယ်မှာဖြစ်ပါရဲ့ရှင်ပထမဆုံးရွှေပြားကန်တူးရှင်ရဲ့ဖုန်းနံပါတ်ကတော့959428189838ပဲဖြစ်ပါရဲ့ရှင်ခုကတော့ဒီရွှေပြားစုကန်တူးရှင်ပထမဆုံးကန်တူးရှင်ကိုရေးချက်ခဲ့ရပဲဖြစ်ပါတယ်ကန်တူးရှင်ဖုန်းနံပါတ်ကတော့959428189838ပဲဖြစ်ပါတယ်ရှင်ပထမဆုံးကန်တူးရှင်အတွက်ကိုအများကြီးဝမ်းမြောက်ခွင့်ပါရဲ့ရှင်ဆိုတော့နောက်ထပ်ဒုတိယမြောက်ရွှေပြားကန်တူးရှင်ကိုကျမတို့ဘက်ကနေပြီးတော့ရွေးချယ်လိုက်ပါမယ်ရှင်ဒုတိယမြောက်ကန်တူးရှင်လည်းရွေးချယ်လို့ပြီးပါပြီရှင်ဒုတိယမြောက်ကန်တူးရှင်ဖုန်းနံပါတ်ကတော့959799435055ပဲဖြစ်ပါတယ်ရှင်ဒုတိယမြောက်ကန်တူးရှင်အတွက်လည်းကျမတို့အစီအစဉ်ပေးတင်းကနေပြီးတော့အများကြီးဝမ်းမြောက်ခွင့်ပြုပါရဲ့ရှင်အခုဆိုရင်ကျမတို့ဒီ spam winmo အစီအစဉ်ကနေပြီးတော့ရွှေပြားစုနှစ်စုကိုရွေးချယ်ပေးခဲ့ရပဲဖြစ်ပါတယ်ပထမဦးဆုံးရွှေပြားစုကန်တူးရှင်ရဲ့ဖုန်းနံပါတ်လေးကိုတစ်ချက်ကျမဘက်ကနေပြန်လည်ပြပြပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးရွှေပြားကန်တူးရှင်ရဲ့ဖုန်းနံပါတ်ကတော့959428189838ပဲဖြစ်ပါတယ်ရှင်ဒုတိယရွှေပြားစုရှင်ကန်တူးရှင်ရဲ့ဖုန်းနံပါတ်ကတော့959799435055ပဲဖြစ်ပါတယ်ရှင်နှစ်ယောက်လုံးအတွက်ကျမတို့အစီအစဉ်ပေးတင်းကနေပြီးတော့ဝမ်းမြောက်ခွင့်ကိုအကြောင်းပြောကြားလိုပါတယ်ရှင်spam winmo အစီအစဉ်ကနေပြီးတော့ကျမတို့ရွှေပြားစုကန်တူးရှင်2ယောက်ကိုရွေးချယ်ခဲ့ရပဲဖြစ်ပါရဲ့ရှင်ဆိုတော့ကျမတို့အနေနဲ့စုကတော့နောက်ထပ်ရွေးချယ်ဝင်2စုပဲကျန်ပါတော့မယ်တစုကတော့ရွှေပြားစုဖြစ်ပြီးတော့နောက်တစ်စုကတော့အားလုံးမျှော်လင့်ဆောင်စားနေတဲ့ iPhone 70 Pro Max ပဲဖြစ်ပါရဲ့ရှင်ဆိုတော့ကျမတို့နောက်ဆုံးလက်ရှိတန်းရှိနေတဲ့ရွှေပြားစုတစ်စုရဲ့ဝင်တာကိုဆက်လက်ပြီးတော့ရွေးချယ်မှာဖြစ်ပါရဲ့ရှင်အားလုံးပဲရင်ခုန်စွာတူတူကြည့်လိုက်အောင်
တတိယစုကန်ထူးရှင်ကတော့တတိယရွှေပြစုကန်ထူးရှင်ကတော့959422856820ဖုန်းနံပါတ်ပိုင်ရှင်ပဲဖြစ်ပါတယ်ရှင်ကျွန်မထပ်ပြီးတော့ repeat ထပ်ပြီးတော့ပြပြပေးသွားပါမယ်တတိယစုဖြစ်တဲ့ရွှေပြစုကန်ထူးရှင်ရဲ့ဖုန်းနံပါတ်လေးကတော့959422856820ပဲဖြစ်ပါတယ်ရှင်ဒီကန်ထူးရှင်အတွက်လည်းကျွန်မတို့စီစဉ်ပေးတင်ကနေပြီးတော့ဝမ်းမြောက်ကုန်ကြောင်းပြောကြလိုပါတယ်ရှင်နောက်ဆုံးကျမတို့ရွှေပြားစုဖြစ်တဲ့ရွှေပြားစုရှင်ရဲ့ဖုန်းနံပါတ်လေးကတော့959422856820ပဲဖြစ်ပါတယ်ရှင်ကန်ထူးသွားတဲ့ကန်ထူးရှင်အတွက်လည်းဝမ်းမြောက်ကြုံမိပါတယ်ရှင်အားလုံးပဲအခုဆိုလို့ရှိရင်ကျမတို့အနေနဲ့ဒီရွှေပြားစု3စုကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်ရှင်ရွှေပြားစု3စုရဲ့ကန်ထူးရှင်တွေရဲ့ဖုန်းနံပါတ်တွေကတော့9594281838ဖြစ်ပါတယ်။နောက်ဒုတိယရွှေပြားဆိုရှင်ကန်ထူးရှင်ဖုန်းနံပါတ်ကတော့959799435055ပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးရွှေပြားကန်ထူးရှင်ရဲ့ဖုန်းနံပါတ်လေးကတော့959422856820ပဲဖြစ်ပါတယ်ရှင်။ကန်ထူးသွားတဲ့ကန်ထူးရှင်3စလုံးကိုစီစဉ်ပေးမှအရန်ပဲဝမ်းမြောက်ကြုံမိပါတယ်ရှင်။အခုလိုမျိုးအသုံးပြုပေးရတဲ့အတွက်လည်းအများကြီးကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးစောင့်မျှော်နေတဲ့နောက်ဆုံး Grand Prize ဖြစ်တဲ့ iPhone 17 Pro Max ရဲ့winner ကိုကျွန်မတို့ဘက်ကနေဆက်လက်လုပ်တော့မှာဖြစ်ပါတယ်ရှင်ဆိုတော့အားလုံးပဲရန်ချင်းခုံစားလေးကျွန်မခုံနေရင်ခုံစားလေးတူတူစောင့်ကြည့်ပေးဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ဆိုတော့နောက်ဆုံး winner ကိုကျွန်မတို့ဘက်ကနေပြီးတော့ draw လုပ်တော့ပါမယ်ရှင်အားလုံးရဲ့ဒီ Grand Prize winner ကတော့ထွက်ရှိလာပါရှင် Grand Prize winner ရဲ့ဖုန်းနံပါတ်လေးကတော့959681737284ပဲဖြစ်ပါတယ်ရှင် Grand Prize winner ဖြစ်တဲ့ iPhone 17 Pro Max winner ကိုလည်းကျွန်မဘက်ကနေပြီးတော့အထူးပင်ဝမ်းမြောက်ခွင့်အကြောင်းပြောကြားလိုပါတယ်ရှင်ဟုတ်အခုဆိုရင်ကျမတို့ဒီ winner စုဖြစ်တဲ့၄စုလုံးကိုကျမတို့ဘက်ကနေပြီးတော့ရွေးချယ်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ကန်ထူးသွားတဲ့ကန်ထူးရှင်၄ဦးစလုံးကိုစီစဉ်ပေးရတဲ့အထူးပဲခွင့်ဝမ်းမြောက်ကြောင်းပြောကြားလိုပါတယ်ရှင်ကျမတို့စီစဉ်ပေးဘက်ကနေကန်ထူးရှင်တွေကိုဖုန်းဆက်ပြီးတော့တရားဝင်ဆက်သွယ်ပေးသွားမှာဖြစ်တယ်လို့ Citizen Pay social media တွေမှာလည်းကြေညာပေးသွားမှာဖြစ်ပါတယ် Spam Momo စီစဉ်မှာပါဝင်ခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ထပ်မံပြီးလည်းပိုကောင်းတဲ့အစီအစဉ်တွေကိုပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ရင်းပါဝင်ပေးသွားဖို့လည်းတိုက်တွန်းလိုက်ပါတယ်ရှင်အားလုံးပဲတားရိုင်းနေလေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်